နီးစောကိုက်နေရောငွေရှိဖို့ပဲလိုတယ်ငွေရှိလို့လို့ရတာပေါ့အဲ့ဒါနဲ့ဟုတ်တယ်လေငွေရှိဖို့လိုတယ်လေငွေရှိလို့ရတာပေါ့မင်းကမင်းငွေရှိတယ်ငါတို့စီကငါတို့ပြပရောက်တဲ့လောက်သမားတွေကလက်စာတောက်တယ်မင်းနဲ့ပါဆိုင်ပြပရောက်တဲ့လောက်သမားတွေကမင်းသမတ်တရားမပါဘူးလေမင်းသမီးလိုးနေတရားမပါဘူးလေရကျွန်တော်တို့ပြပမှာရှိတဲ့အခြေအနေနဲ့ကိုက်ညီတဲ့ပြပဒုက္ခလက်စာနေရွယ်စီဒါတွေကိုကျွန်တော်တို့စဉ်းစားမယ်နောက်တစ်ခုကအလုပ်သမားတွေအတွက်အပြည့်အဝကာကွယ်ပေးတဲ့ဥပဒေတွေဘယ်နှခုနှစ်ကများမင်းတို့ကအပြည့်အဝကာကွယ်ဘူးပြရလို့လေကွာမင်းကခွေးပါဇက်ကနဲ့စကားတော့တာမင်းတို့အောက်တော့တာဘယ်တော့မှမင်းတို့ကာကွယ်ပေးခဲ့လို့လဲဒါတွေကျွန်တော်ပြန်နေသုံးသပ်မယ်အရေးကြီးဆုံးတစ်ခုလုပ်ချင်တာကျင်းနေလုပ်သွားမယ့်ကိစ္စကဒီပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့တရားမဝင်လုပ်ပါတဲ့ကိစ္စအဲ့ဒါတွေကအများပြချင်းကျွန်တော်အမှန်မှလည်းဖြစ်ပြမှာပါလေ3.4 လဒေတာပါ3လဘာရေးတဲ့တနိုင်ငံလုံးမှာကျွန်တော်နိုင်ငံခြားမှာလုံနေတာ3.4 တန်းကျော်ရှိတယ်ထိုင်းတစ်ခုတည်းမှာကနားတန်း6တန်းဒီလိုရှိတယ်ကျန်တဲ့တရားမဝင်ဖြစ်ကြားလာတော့တွက်ချက်ကြည့်ရတော့ပြောကြတော့ထိုင်းမှာကနားတန်း6တန်းတချို့က10တန်းလောက်ကြီးပြောတယ်ဘလို့မှမယ်တော့မသိဘူးတာတော်လည်းနားတန်း6တန်းရှိတာတော့ကျင်းတည်တဲ့သဘောရှိတယ်တရားမဝင်စင်ကာပူမှာရှိဦးမယ်မလေးရှားမှာရှိဦးမယ်အင်ဒိုနီးရှားမှာရှိဦးမယ်ဒူဘိုင်းမှာရှိဦးမယ်တရားမဝင်တော့မှနေလားရှိအဲ့ဒီကျွန်တော်နိုင်ငံသားတွေကအဲ့ဒီမှာရှိနေတဲ့ပြပမှာရှိတဲ့လုပ်ငန်းရှင်တွေကသူတို့ကိုလုံသမားပြင်အပြည့်အဝမပေးရဘူးအကောက်တည်ရဟိုရောက်နေသူများနိုင်ငံကတို့ဗမာပြည်ဗမာနိုင်ငံသားတွေကိုဗမာနိုင်ငံသားတွေကိုအလို့သမားအခွင့်အရေးမပေးကြဘူးလို့မင်းပြောနေမဲ့အစားနော်ဒါတစ်ဖက်နိုင်ငံကငါတို့နိုင်ငံသားတွေကိုနေတော့သမားအခွင့်အရေးမပေးတာအပြစ်မပြောနဲ့လက်ရှိမင်းတို့ကကိုယ်နိုင်ငံထဲမှာကိုပြည်သူတွေကိုဘယ်သူကဘယ်တော့ခါမင်းတို့မျက်နှာပေးခဲ့ဘူးလို့လဲလက်ရှိရောမင်းတို့ဘာတွေလောက်နေလဲခီးတောင်းစားမင်းဘာတွေလောက်နေလဲအခုလက်ရှိကလက်ရှိမင်းတို့ကိုယ်တိုင်ကမင်းတို့အခွင့်အရေးမဟုတ်ဘူးနော်မင်းလက်ရှိပြည်သူကသတ်ဖြတ်နေတာမင်းတို့ကပဲလေဟိုမေကိုလိုကြီးရဲ့စဉ်းစားအောင်ဘာလို့မင်းလာမလို့တော့ပေးနေလဲမင်းကိုပြောတဲ့အေးအောက်ကခွေးလက်တိုက်ပဲယုံမယ်အောင်နိုင်ငံသားတော့မယုံဘူးအလုံးမလားကြီးတော့လည်းကိုသိတာတယ်ရော30တန်းတိုင်ရင်ငါကြပဲပေးတယ်စားရတော့ရတော့ရကဲရအင်မတန်မှကျွန်တော်တို့နစ်နာကျွန်တော်ပြပကြီးနစ်နာနေတာအခုမှမဟုတ်ဘူးနစ်နာနေတာအခုမှမဟုတ်နစ်နာတယ်ငါတို့နေနိုင်တယ်ကွာငါတို့တခြားနိုင်ငံမှာနစ်နာတယ်ငါတို့နေနိုင်တယ်ငါချက်ပဲရတချက်ပဲငါတို့နေနိုင်တယ်မင်းတို့ခွေးအောက်မှာတော့မနေနိုင်ဘူးရောက်အေးလိုကြီးသိလားဟမ်သိလားမင်းတို့တွေးလျာလူကိုဖျားခေါ်မှနေရာမှာတော့မနေနိုင်ဘူးမနေကြဘူးမှတ်တာတော့ပါလားမင်းကအခုကဟိုဖတ်တကြားနဲ့စကားထွက်လာတာဟိုမေကိုလိုကြီးကျွန်တော်တော်များများကျွန်တော်ဆွေးနွေးဦးတယ်ဒီတော့လည်းကျွန်တော်အဖြေရှာဦးတယ်အဲ့တော့ဘယ်တော့မှမလို့ဆွေးနွေးဘူးလားထုတ်ပြောလို့ရှိရင်ဒီပမှာကျွန်တော်နိုင်ငံအတွက်အလုပ်ကြီးပြုတ်နေတဲ့သူ့မိသားစုတွေအလုပ်ကြီးပြုတ်နေတဲ့အဲ့ဒီပုံကိုယ်ဒီအကာကွယ်အောင်ကျွန်တော်လုပ်ရမင်းစောက်ပို့တယ်ပါကွာမင်းလက်ရှိမြန်မာနိုင်ငံကိုညင်အောင်လုပ်ပြည်သူတို့ကိုကောင်းစားစေခြင်းလက်ရှိပြည်သူအာဏာပြည်သူပြန်ပေးလက်ရှိမင်းကအာဏာယူနေတာမင်းကိုကိုလည်းမသိဘူးလားခွေးတခိုးဒါကတာဝန်တရားပဲအဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲမင်းသမီးတွေကိုအားလုံးကိုစစ်တော့ပေးလို့လိုက်အဲ့ငါဆိုရချင်းကျွန်တော်တို့နားလည်မှုစာချုပ်တော့ပေါ့ဗျာ MOU Memorandum of Understanding မရှောက်နဲ့တို့နေအဆင်ပြေတယ်မင်းတို့လာမရှောက်မှာလာမရှောက်နဲ့တို့အဆင်ပြေတယ်တို့နိုင်ငံသားမှာအဆင်ပြေတယ်မင်းတို့လာမရှောက်နဲ့အထိုးမယ်ဟုတ်ပြီခင်ဗျားတို့နိုင်ငံမှာရှိတဲ့ကျွန်တော်တို့လူသားတွေကိုပြောတရားဝင်လူသမားပြပတ်ဖို့တင်ပေးပါဖီရုပ်ကငါလုံးမသားပေထရိုဒီနံပါတ်1ဥပဒေရအကာကိုရပါသူတို့ထင်တိုင်းနှိမ့်ဆက်လို့မရဘူးသူကတရားဝင်ကျွန်တော်နိုင်ငံလူသားဖြစ်သွားတယ်သူတို့ရတဲ့လာစာတွေတောင်းမိဘတွေရှိကိုပြန်တွဲတဲ့ခါမှာတရားဝင်လမ်းကြောင်းကသွားစရာမလိုတော့ဘူးလုပ်မဲ့ဒီတွေရှိပါတယ်နော်အများကြီးဒါဆိုတော့ဘောဘာမာ international money gateway တောင်းတော့ဘာလို့ဒါတွေထားလိုက်တော့အဲ့လိုဝင်လာမယ်ဆိုရင်ရိုးရမှာ9သားပဲရှိပါဦးအဲ့လာမှာဘတ်ထောင်နဲ့တွဲတယ်ဆိုပါဦးဘယ်လောက်ရမယ်ထင်လဲဘောကဒါကျွန်တော်တခုတည်းပဲပြောတာပါနော်အလုပ်မနဲ့ပတ်သက်မင်းတို့ပေးရမယ်ဆိုရင်လေအဲ့ဒီဘဏ်ကိုငါမလွှဲဘူးငါကုန်းချောင်းဆင်းပြီးတော့ရောတပေးမယ်အဲ့မှာပြည့်ပတ်တက်လာခဲ့မယ်တော့ပါလား
ခွေးစာမကြွေးဘူး ချုပ်ပြောလို့ရှိရင်ဒီပမှာရှိတဲ့ကျွန်တော်တရားဝင်လုပ်သားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့ငွေလွှဲပြောင်းမှု remittance ကိုသူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းပုံရဆိုတဲ့သုံးကလေးဝင်းစကြွေးပြအောင်သူမ မင်းတို့ကိုပေးဖို့စိတ်ကူးတဲ့ကိုမရှိဘူးတဘောပါလားမဲပြည်သူအာဏာပြည်သူကိုပြန်ပေးလိုက်နော်အမေအောင်ဆန်းစုကြည်တက်လာရင်ပေးမယ်မင်းတို့ကတော့ no နော်ရှင်းလားမင်းတို့စောက်ယူပါတီကတော့ no ပဲရှင်းလား ရှင်းမနေပါနေမယ်လို့ပြောတယ်